အားလုံးမင်္ဂလာပါ program မှာကျွန်တော်တို့ဒီ product တွေရဲ့ဈေးပြောင်းတဲ့ခါကြလို့ရှိရင်ဒီ software ကနေ auto ဘယ်လိုပြောင်းလို့ရလဲဆိုတဲ့ဟာလေးကိုကျွန်တော်ဒီနေ့ရှင်းပြပေးပါမယ်ဗျအဲ့ကောင်လေးကတော့ကျွန်တော်တို့အဝယ်စရင်းတွေတွင်းတဲ့ချိန်ခါမှာကျွန်တော်တို့ product ဈေးနှုန်းတွေကကျွန်တော်တို့ပြောင်းသွားတယ်လို့ဈေးတက်သွားတယ်လို့အဲ့လိုဖြစ်နေတဲ့အခြေအနေမျိုးမှာကျွန်တော်တို့ကဒီ product ရဲ့ရောင်းဈေးကိုပါ auto ပြင်ကျင်တာတို့ဝယ်ဈေးကိုဘယ်လိုပုံစံမျိုးနဲ့ပြင်ကျင်တာတို့အဲ့လိုဟာလေးတွေကိုကျွန်တော် software ထဲမှာ auto လုပ်ထားလို့ရတယ်ပေါ့နော်ပြီးတော့ဒီ setting လေးကကြတော့ကျွန်တော်တို့မသုံးချင်ဘူးဆိုလည်းပိတ်ထားလို့ရတယ်အကယ်၍ auto change ကျင်တယ်ဆိုရင်လည်း setting ထဲမှာတွားပြီးတော့ဖွင့်ထားလို့ရတယ်ပေါ့နော်အဲ့တော့ကျွန်တော်တို့ပထမဦးဆုံးဒီ setting တွေကိုတွားပေးရပါမယ်ပြီးတော့လို့ရှိရင်ကျွန်တော်ဒီအောက်နားလေးမှာ update product call with purchase ကဲ now update product price with purchase ကဲပေါ့နော်ကျွန်တော်ဒါတော့အဓိကတော့ကျွန်တော်တို့product တွေကိုဝယ်တဲ့ချိန်ကမှကျွန်တော်တို့ product ရဲ့ cost ပေါ့နော်ဝယ်ဈေးကိုကျွန်တော်တို့ဘယ်နည်းလမ်းနဲ့ update လုပ်မလဲပေါ့ကျွန်တော်တို့ဒီမှာဆိုရင်3မျိုးရှိမယ်ကျွန်တော်တို့5ဖို့ရှိမယ် live ဖို့ရှိမယ်ပြီးရင် average ရှိမယ်ပေါ့နော်ကျွန်တော် average ကကြတော့လက်ကျန်store ရေးအတွက်ကကျွန်တော်တို့အရင်တော့ရှိထားတဲ့ဝယ်ဈေးရဲ့အခုအသစ်ဝယ်လိုက်မယ် purchase လုပ်လိုက်တဲ့အရေးအတွက်ကအသစ်ဝယ်လိုက်တဲ့ဝယ်ဈေးရဲ့အဲ့ဟာရကိုကျွန်တော်တို့ average ချပြီးတော့ product ရဲ့ cost ကိုauto update ပြန်လုပ်ပေးတာပေါ့နော်နောက်တစ်ခုကကြတော့ကျွန်တော်တို့ရောင်းဈေးပေါ့purchase လုပ်တဲ့ချိန်ကမှကျွန်တော်တို့ကဒီအပေါ်ကဒီကျွန်တော်တို့ဒီproduct ရဲ့ cost ကိုဘယ်နည်းလမ်းနဲ့ update လုပ်လိုက်မလဲပေါ့နော်အဲ့ရလာတဲ့ update ထွက်လာတဲ့ကောင်ကိုကျွန်တော်တို့ product တစ်ခုချင်းစီမှာသတ်မှတ်ထားတဲ့ margin တွေရှိရပေါ့နော်အဲ့ margin ရကျွန်တော် auto တွက်ပေးပြီးတော့ဒီရောင်းဈေးကိုပါ auto ပြောင်းပေးမှာပေါ့နော်အဲ့တော့ဒီ setting မှာ on ထားရဲဆိုလို့ရှိရင်ဒါရောင်းဈေးကို product ရဲ့ဒီဝယ်ဈေး change ဖြစ်သွားတဲ့ချိန်ခါမှာရောင်းဈေးကိုပါသူက auto လိုက်ပြီးတော့ပြောင်းပေးမယ်ဒီကောင် setting ပေါ့နော်အဲ့တော့ကျွန်တော်အခုဆိုလို့ရှိရင်ဒီဟာကိုcost ကိုကြတော့ကျွန်တော်တို့ average နဲ့တွက်မယ်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီ purchase ပေါ့နော်ကျွန်တော်တို့ဝယ်လိုက်တဲ့ချိန်ကမှရောင်းဈေးအပြောင်းလဲရှိတယ်ဆိုလို့ရှိရင်ကျွန်တော်ပြောင်းကျင်တာဖြစ်တဲ့ဆိုတဲ့အတွက်ဒီမှာ yes ကိုထားရဲပေါ့ကျွန်တော် setting ကိုလိုချင်တဲ့ဟာတွေပြင်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ update setting လုပ်ပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်အခုလောလောဆယ်နမူနာအနေနဲ့ product နှစ်ခုစမ်းပြမယ်ပေါ့နော်ကျွန်တော်ဒီထဲမှာကျွန်တော်တို့ဒီကောင်လေးပေါ့ B0002 ဆိုတဲ့ကောင်လေးဒီကောင်ကလက်ရှိကျွန်တော်တို့ဗာထားထားလဲဆိုလို့ရှိရင်သူရဲ့ cost ကဒီလောက်ရှိတယ်ကျွန်တော်သူရဲ့ profit margin ကကျွန်တော် 20% ထားတာရှိတယ်အဲ့တော့သူရဲ့ရောင်းစီကဒီလောက်ပေါ့ကျွန်တော်တို့ဒီမှာလောလောဆယ်ကျွန်တော်ဒီ store 2နဲ့ဝင်ထားဖြစ်တဲ့ဆိုတော့ store 2မှာလက်ကျန်ရည်တော့မရှိသေးဘူးပေါ့နော်အဲ့တော့သူ့မှာလက်ကျန်မရှိဘူးကျွန်တော်ဝယ်ဈေးနဲ့ရောင်းဈေးနဲ့ဒါဒီလောက်ရှိထားရဲဆိုတဲ့ဟာကိုကျွန်တော်သတ်မှတ်ထားရှိတယ်နောက်တစ်ခုကတော့ကျွန်တော်တို့နောက်ကော်ဘူးပေါ့နော်ကော်ဘူးဆိုလို့ရှိရင်လည်းကျွန်တော်တို့သူရဲ့ဝယ်ဈေးကဒီလောက်ရှိရဲကျွန်တော် 20% margin ဆိုတော့ဒီလောက်ဒါကျွန်တော်ရောင်းဈေးသတ်မှတ်ထားရှိရဲသူလည်းဒီ store 2မှာအရေးတော့မရှိသေးဘူးပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီအဝယ်ကိုကျွန်တော်နှစ်မျိုးသွင်းကြည့်မယ်ပေါ့နော်ပထမတစ်ဆင့်သူသတ်မှတ်ထားတဲ့ဈေးအတိုင်းကျွန်တော်တို့purchasing ကိုသွင်းလိုက်မယ်ပေါ့အဲဆိုလို့ရှိရင်ကျွန်တော်တို့ purchase သွင်းမယ်ဆိုလို့ရှိရင်ဒီ purchase မှာကျွန်တော်တို့ purchase ဆိုတဲ့ကောင်ကိုနှိပ်ဆိုတော့ကျွန်တော်တို့ဒီ auto wine ဆိုတဲ့ဟာရဲ့နောက်ကော်ရယ်ပေါ့နော်အဲဒါကိုကျွန်တော်တို့က10ဘူးစီပေါ့နော်10ဘူးစီကျွန်တော်တို့ဒီကောင်ကိုလည်း auto wine 10ဘူးကိုလည်းကျွန်တော်2သိန်းခွဲနဲ့အဝယ်သွင်းမယ်ဒီကောင်ကိုလည်း10ဘူးကိုကျွန်တော်တို့ဒီ13000နဲ့အဝယ်သွင်းမယ်ပေါ့နော်ဒါစုစုပေါင်းဒီလောက်ကျတယ်ပြီးရင်ကျွန်တော်တို့ဒါ receipt လုပ်လိုက်မယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအဝယ်သွင်းလိုက်ပြီးအဝယ်သွင်းလိုက်တဲ့အခါမှာကျွန်တော်ဒီမှာအရေးအတွက်10ခုစီနဲ့ဒီစီနဲ့ကျွန်တော်တို့သွင်းထားရှိရဲအဲဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာ list product မှာပြန်ကြည့်ရင်ရပြီပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီကောင်ဆိုလို့ရှိရင်လည်းကျွန်တော်10ဘူးဝင်လာတယ်ကျွန်တော်တို့ဝယ်စီရဒီတိုင်းပဲရောင်းစီလည်းဒီတိုင်းပဲပေါ့နော်ကျွန်တော်တို့ဘာမှ change လုပ်ထားတာမရှိဘူးနောက်ကော်ဘူးဆိုလို့ရှိရင်လည်းသူဝယ်စီရဒီတိုင်းပဲကျွန်တော်တို့ရောင်းစီရဒီတိုင်းပဲကျွန်တော်တို့ quantity ကကြတော့ဒီမှာ10ခုတိုင်းပဲပေါ့နော်အဲ့တော့ကျွန်တော်ကဒီကျွန်တော်နောက်တစ်ခေါက်ထပ်ဝယ်တဲ့အခါမှာဒီကောင်ကဈေးပြောင်းသွားတယ်ဆိုတော့အားဆိုလို့ရှိရင်ကျွန်တော် purchase မှာပဲကျွန်တော် purchase ထပ်လုပ်မယ်ကျွန်တော်တို့စောကပစ္စည်း2မျိုးကိုပဲကျွန်တော်တို့10ခုစီကိုပဲဒီတစ်ခေါက်ဒီကောင်ဝယ်တဲ့အချိန်ကကျတော့ဈေးတက်သွားတယ်ပေါ့နော်2သိန်းခွဲမဟုတ်တော့ဘူး2သိန်း6000ဖြစ်သွားမယ်နောက်ဒီကောင်ကလည်းအဲ့တိုင်းပဲကျွန်တော်တို့13000မဟုတ်တော့ဘူးကျွန်တော်တို့1000ခွဲဖြစ်သွားတယ်ပေါ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့သူ့ကိုလည်း10ခုထပ်ဝယ်လိုက်မယ်ဒါဆိုကျွန်တော်တို့နှစ်ခုသလုံးကဈေးချိန်သွားပြီဈေးချိန်သွားတဲ့ချိန်ကမှကျွန်တော်တို့ပြီးရင် purchase သွင်းလိုက်မယ်သွင်းပြီးဆိုလို့ရှိရင်ကျွန်တော်တို့ဒီ list product မှာပြန်ကြည့်ပါတော့ quantity ကတော့ကျွန်တော်10ခုထပ်ဝယ်တဲ့အတွက်အရေးအတွက်20တိုးလာတယ်ဈေးကကျတော့အစကျွန်တော်2သိန်းခွဲဖြစ်နေတာ10ခုပေါ့နော်2သိန်းခွဲနဲ့10ခုကျန်နေတယ်အခု2သိန်း
6000နဲ့ကျွန်တော်တို့ထပ်ပြီးတော့10ခုထပ်ဝင်လိုက်တဲ့အတွက်အရေအတွက်က20ဒါပေမဲ့သူ့ရဲ့ cost မှာကျတော့ကျွန်တော်တို့ average နဲ့တွက်မှာဖြစ်တယ်ဆိုတော့သူက average ချပြီးတော့ဒီလောက်ကျတယ်ဆိုပြီးတော့သူကတွက်သွားပြီးတယ်အဲ့ကောင်ရဲ့ကျွန်တော်တို့ဒီ20% ပေါ့နော်ကျွန်တော်တို့ဒီရောင်းစည်းကိုပါပြောင်းမှာဖြစ်တယ်ဆိုတော့အစ3သိန်းအခုကကျတော့3သိန်းနဲ့6000ဖြစ်သွားတယ်ပေါ့နော်ဒါရောင်းစည်းကိုပါသူ auto တွက်သွားပြီးတယ်နောက်ဒီမှာဆိုလဲကော်ဘူးဆိုလဲအတိုင်းပဲကျွန်တော်အစက13000အခု1000ခွဲနဲ့ဝယ်လိုက်ရဖြစ်တဲ့သူရဲ့ cost ကကြတော့ကျွန်တော် average dash လိုက်တော့14000ဖြစ်သွားတယ်ရောင်းစည်းကကြတော့16800ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီpurchasing လုပ်တဲ့ချိန်ကမှဈေးအပြောင်းလဲရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဝယ်ဈေးတွေရောင်းဈေးတွေကို product list တွေမှာတစ်ခုချင်းစီလိုက်ပြင်ရတာအချိန်မပေးနိုင်ဘူး product တွေရမ်းများတဲ့အတွက်အချိန်မပေးနိုင်တဲ့သူတွေအတွက်ကျွန်တော်တို့ဒီ setting ပေါ့နော်auto update လုပ်တဲ့ setting လေးတွေကိုကျွန်တော်ဒီမှာသတ်မှတ်ထားပြီးတော့ကျွန်တော်တို့ဒီမှာသွားပြီးတော့ purchasing မှာတစ်ခုခု change ဖြစ်သွားပြီဆိုတာနဲ့ auto လုပ်အောင်ဒီဟာလေးပြောင်းထားလို့ရတယ်ပေါ့နော်ဒါကတော့ကျွန်တော်တို့ဒီ setting ပေါ်မူတည်ပြီးတော့ကျွန်တော်တို့ဒီဝယ်ဈေးရောင်းဈေးတွေကိုဘယ်လိုပုံစံမျိုးနဲ့ပြောင်းမလဲဆိုတဲ့ဟာကိုဒါ program မှာဆောင်ရွက်လို့ရတယ်ဆိုတဲ့ဟာလေးကိုရှင်းပြပေးတာပဲဖြစ်ပါတယ်ဗျကျွန်တော်တို့ဒီမှာဒီရောင်းဈေးကိုပြောင်းမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့product တွေမှာဘာတစ်ခုလုပ်ပေးရမလဲဆိုလို့ရှိရင်ကျွန်တော်တို့ product like ကိုကျွန်တော် margin လေးသတ်မှတ်ထားပေးဖို့လိုတယ်ပေါ့နော်ဥမာmargin မသတ်မှတ်ထားဘူးဆိုလို့ရှိရင်တော့သူကဒီရောင်းဈေးကိုတွက်တဲ့ချိန်ကြလို့ရှိရင်သူကတွက်ပေးမှာမဟုတ်ဘူးပေါ့နော်ကျွန်တော်တို့ဒီ profit margin မှာသတ်မှတ်ထားပေးမှသာလျှင်သူကအဲ့ပေါ်မူတည်ပြီးတော့ရောင်းဈေးကို auto update လုပ်ပေးမှာပဲဖြစ်ပါတယ်ဗျဒါကတော့ကျွန်တော်တို့ဒီဝယ်ဈေးအပြောင်းလဲဖြစ်နေတဲ့အခါမျိုးမှာကျွန်တော်တို့ product တွေရဲ့ဒီကျွန်တော်တို့ cost တွေ price တွေကိုဘယ်လိုပုံစံမျိုးနဲ့ setting ထားပြီး update လုပ်လို့ရလဲဆိုတဲ့ဟာလေးကိုကျွန်တော်ရှင်းပြပေးတာပဲဖြစ်ပါတယ်ဗျအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ကိုရဲပါဗျ